Can I buy 1 hour of your time? Of course, my son. တခါတော့ကအမေရိကန်နိုင်ငံမှာအသက်8နှစ်လောက်သာရှိတဲ့ကောင်လေးတစ်ယောက်ရှိတယ်။သူ့ဖေကကုမ္ပဏီကြီးတစ်ခုမှာမန်နေဂျာအလုပ်လုပ်ပြီးနေ့တိုင်းမနက်စောစောထွက်ညနောက်ကျမှပြန်လာတတ်တယ်။တနေ့မှာကောင်လေးကအဖေပြန်လာချိန်ကိုစောင့်နေခဲ့တယ်။ည9နာရီကျော်မှအဖေကပင်ပန်းနေပြီးအိမ်ဝင်လာတယ်။ကောင်လေးကမေးလိုက်တယ်။အဖေတနာရီလှုပ်လို့ရင်ဘယ်လောက်ရလဲ။အဖေကပင်ပန်းနေတော့စိတ်မရှိဘူး။ဘာလို့မေးတာလဲ။ကောင်လေးကပြန်မေးတယ်။ပြောပြပါနော်။အဖေကတနာရီကို$20လောက်ရတယ်လို့ပြောလိုက်တယ်။ကောင်လေးကခဏတိတ်ဆိတ်သွားပြီးထပ်မေးလိုက်တယ်။အဖေကျွန်တော်$10ပေးလို့ရမလား။အဖေကစိတ်ဆိုးသွားတယ်။ဘာလုပ်ဖို့လဲ။မလိုအပ်တာဝယ်ဖို့လား။အိတ်တော့ကောင်လေးကမျက်ရည်ဝိုင်းပြီးအခန်းထဲဝင်သွားတယ်။အဖေကခဏကြာမှစိတ်ငြိမ်လာပြီးငါကတော်တော်ကြမ်းသွားလားလို့စိတ်ထဲထင်လာတယ်။သူကကောင်လေးခန်းထဲဝင်ပြီးဒီမှာ$10လို့ပေးလိုက်တယ်။ကောင်လေးကအယမ်းဝမ်းသာသွားပြီးခေါင်းအောက်ကနေပတ်စံလေးတွေထုတ်လာတယ်။ပြီးတော့အဖေကိုပြောလိုက်တယ်။အဖေအခု$20ပြည့်ပြီ။မနေ့ပြန်တနာရီလောက်စောစောပြန်လာပြီးကျွန်တော်နဲ့စားစရာတစ်ခုတည်းစားပေးနိုင်မလား။အဖေကခဏနားမလဲပဲနေခဲ့ပြီးနောက်တော့မျက်ရည်ကျသွားတယ်။ကောင်လေးကအဖေချိန်ကိုဝဲချင်ခဲ့တာပါ။ပတ်စံမလိုချင်ဘူး။အဖေနဲ့တနာရီလောက်အတူတူနေချင်တာပဲ။အဲ့ဒီညကစပြီးအဖေကအလုံးနဲ့ဘဝကိုပြန်စဉ်းစားခဲ့တယ်။တချို့အရာတွေကပတ်စံနဲ့ဝယ်လို့မရဘူး။အချိန်ကပြန်မရတဲ့အရာပါ။ဒီလိုပုံမြင်ကောင်းကောင်းလေးတွေနားထောင်ခြင်းရင် Lin Channel လေးကို like follow လုပ်ခဲ့ဖို့မမေ့ကြနဲ့။